ပါကစ္စတန်နိုင်ငံမှာမိန်းကလေးတွေပညာသင်ကြားခွင့်ရရှိရေးအတွက်လှုပ်ရှားခဲ့ပြီးတော့ကမ္ဘာနိုဘယ်ငြိမ်းချမ်းရေးဆုကိုအတငယ်ဆုံးရရှိခဲ့တဲ့မာလာလာယူဆတ်ဆိုင်တောင်ပြောပြပေးသွားမှာဖြစ်ပါတယ်။မာလာလာယူဆတ်ဆိုင်ကို1998ခုနှစ်ဇူလိုင်လ12ရက်မှာပါကစ္စတန်နိုင်ငံစဝတ်တောင်ကြားဒေသမှာမာလာလာယူဆတ်ဆိုင်ကိုမွေးဖွားကြီးပြင်းခဲ့ပါတယ်။မာလာလာယူဆတ်ဆိုင်ရဲ့အဖေကကျောင်းဆရာတဦးဖြစ်ပြီးတော့မာလာလာကလည်းစာဖတ်ရခြင်းကိုအလွန်မှနှစ်သက်မြန်လို့ပါတယ်။ဒါပေမဲ့2009ခုနှစ်နောက်ပိုင်းမှာတော့အစောရောက်တာလီဘန်အဖွဲ့ကဒီဒေသကိုဝင်ရောက်လာပြီးတော့မှစိုးမိုးအုပ်ချုပ်ခဲ့ပါတယ်။တာလီဘန်တို့ကတေးဂီတာရုပ်ရှင်နဲ့အမျိုးသမီးတွေဈေးဝယ်ထွက်ခြင်းတို့ကိုပိတ်ပင်တားဆီးခဲ့ပါတယ်။အဆိုးဆုံးကတော့မိန်းကလေးတွေကြောင်းတက်ချုံမှာတားမြစ်ပိတ်ပင်ခဲ့ခြင်းပဲဖြစ်ပါတယ်။မာလာလာရဲ့အသက်ကဒီအချိန်က10နှစ်ခန့်သာရှိပါသေးတယ်။သူမကမိန်းကလေးတွေပညာမသင်ရဆိုတဲ့မတရားမှုကိုလက်ခံနိုင်တာမရှိခဲ့ပါဘူး။မာလာလာရဲ့အဖေကမတရားမှုကိုတိတ်ဆိတ်ပါမနေဘဲနဲ့စန့်ကျင်ပြောဆိုသူဖြစ်လာခဲ့ပါတယ်။ဒီအဖေကိုအားချခဲ့တဲ့မာလာလာကလည်းတာလီဘန်တွေရဲ့အုပ်ချုပ်မှုအောက်မှာသူမရဲ့နေရက်တွေကို BBC ကို website အတွက်နှုတ်ဝက်ထိုင်ရိုက်တစ်ခုပြရေးသားဖို့ဆုံးဖြတ်ခဲ့ပါတယ်။သူမရဲ့ကလောင်နာမည်ကတော့ဂူမာကိုင်းလို့ပေးထားပါတယ်။ဒီစာထဲမှာတော့သူမကကြောင်းပိတ်ထားရခြင်းအတွက်စိုးရိမ်မှုတွေတာလီဘန်တို့ရဲ့ရန်လိုမှုတွေနဲ့အတူမိန်းကလေးတွေပညာသင်ကြားခွင့်ရရှိရေးအတွက်ကိုပါရေးသားခဲ့ပါတယ်။ဒီဇက်လိုင်းကကမ္ဘာကိုပြန့်နှံ့သွားခဲ့ပြီးတော့လူအများရဲ့အာရုံစိုက်မှုကိုရရှိခဲ့ပါတယ်။မာလာလာကလည်းတကမ္ဘာလုံးဆိုင်ရာအတိအမှတ်ပြုခံရတဲ့ပညာရေးလှုပ်ရှားသူကိုဖြစ်လာခဲ့ပါတယ်။2012ခုနှစ်အောက်တိုဘာလ9ရက်နေ့မှာတော့မာလာလာကသူမရဲ့တငယ်ချင်း2ယောက်နဲ့အတူရှိနေစမှာပဲတာလီဘန်အဖွဲ့သားတွေရောက်လာပြီးတော့သူမရဲ့အမည်ကိုမေးခဲ့ပါတယ်။ဒီနောက်မှာတော့သူမရဲ့ဦးခေါင်းနဲ့လေပင်တို့တနက်နဲ့အကြိမ်များစွာဖြစ်ခတ်ခဲ့ပါတယ်။သူမရဲ့တငယ်ချင်းတို့ကလည်းဒဏ်ရာရရှိခဲ့ကြပါတယ်။ဒီအကြမ်းဖက်မှုကမာလာလာရဲ့စန့်ကျင်လှုပ်ရှားပြောဆိုမှုကိုပိတ်ပင်ရန်ကြိုးပမ်းခဲ့နေမှာဖြစ်ပါတယ်။ဒါပေမဲ့လည်းမာလာလာကတော့အသက်ဆက်ရှင်ခဲ့ပါတယ်။ပြင်းထန်တဲ့ဒဏ်ရာတွေရရှိခဲ့ပေမဲ့လည်းအင်္ဂလန်နိုင်ငံကိုရွှေ့ပြောင်းကူးသားမှုတွေခံယူခဲ့ပြီးတဲ့နောက်မှာတော့အံ့ဩစရာကောင်းလာအောင်လို့သူမကပြန်လည်သက်သာတောင်းပန်လာခဲ့ပါတယ်။ဒီနောက်မှာတော့မာလာလာကအကြောက်တရားနဲ့ပညာရေးအတွက်တိုက်ပွဲဝင်သူဖြစ်ပုံမခိုင်မာစွာပေါ်ထွက်လာခဲ့ပါတယ်။သူမကကုလသမဂ္ဂယူအင်မှာမိန့်ခွန်းပြောကြားခဲ့ပြီးတော့ကျမတို့ရဲ့စာအုပ်တွေနဲ့ပေါ်ပင်တွေကကျမတို့ရဲ့အစွမ်းထက်ဆုံးလက်နက်တွေပါလို့ကမ္ဘာကိုကြေညာခဲ့ပါတယ်။သူမရဲ့ရဲစွမ်းတတိနဲ့စူးစမ်းအားထုတ်မှုတွေအတွက်2014ခုနှစ်မှာမာလာလာကနိုဘယ်ငြိမ်းချမ်းရေးဆုကိုရရှိခဲ့ပြီးတော့ဒီဆုကိုရရှိသူတွေရဲ့မှာတော့အသက်အငယ်ဆုံးလို့ဖြစ်လာခဲ့ပါတယ်။ဒီဆုကိုရရှိခဲ့တဲ့ချိန်မှာမာလာလာရဲ့အသက်က18နှစ်သာရှိပါသေးတယ်။မာလာလာဖောင်ဒေးရှင်းကိုလည်းသူမတည်ထောင်ခဲ့ပြီးတော့ကမ္ဘာတဝန်းလုံးမှာရှိတဲ့မိန်းကလေးတွေပညာသင်ကြားခွင့်ရရှိရေးကိုပါဆက်လက်တိုက်ပွဲဝင်ခဲ့ပါတယ်။